If you are thinking, I really want to improve my English, but I don't have time to go to campus every day, you are not the only one. ကဲဒါကြောင့်ဒီနေ့တော့ SAT ရဲ့ online student တယောက်အနေနဲ့အတန်းတက်ရတာဘယ်လိုလဲဆိုတာကိုကြည့်လိုက်ရအောင်အရင်က online တန်းနေတက်ဖို့ကိုနည်းနည်းလေးဆိုရင်ပူပန်မိခဲ့တယ်။ဘာလို့လဲဆိုတော့ကိုကအတန်းထဲမှာစာကိုလိုက်ပြီး focus မလုပ်နိုင်မှာပြေးမကောင်းမှနဲ့အိမ်ငိုင်နေမှာတော်တော်လေးဆိုရင်ခဲ့တယ်။ဒါပေမဲ့ SAT မှာတက်ပြီးရင်တော့မှအဲ့ဒီစိတ်ကလုံးဝပြောင်းလဲသွားပါရဲ့။ဒီမှာက teacher စာရှင်းပြတာအရင်လေးနားလေရလွယ်ပါရဲ့။ How many hours do you spend online every day, Milo? I don't actually ရောကိုယ်တိုင် English လို့ပြောရမယ့် chance တွေလည်းအများကြီးပေးရဲ့ also like discussion တွေကိုလည်း breakout ဝင်နေခွဲပြီးတော့မှလုပ်ရတာမို့လို့တယောက်တည်းစတင်နေရတယ်လို့မျိုးပြင်းစရာလုံးဝမကောင်းပါဘူးအကြိုက်ဆုံးချက်ကတော့ Lanky မှာအချိန်ကုန်ခဲ့စားမလို့ပဲနဲ့အိမ်မှာပဲအေးဆေးဆေးစတင်လို့ရတာကိုအရင်တဘောကြပါတယ်အိမ်မှာနေနဲ့ဒီလိုမျိုးပပပပ pajamas လေးနဲ့စတင်ရတာကိုအရင်တဘောကြပါတယ် Nice online တန်းလေးပြီးသွားတော့ခဏအနားယူပြီးတော့ model ထဲမှာစပြန်လုပ်ဖြစ်ခဲ့ပါတယ်တကယ်လို့ကိုကအတန်းတက်နေနဲ့စာရေးပါလွတ်သွားပြီဆိုရင်လည်းဒီ website ထဲမှာပြန်ပြီးလေ့လာလို့ရအောင်မို့လို့တော်တော်လေးအဆင်ပြေပါတယ်ကဲဒါဆိုရင်တော့မိမိရဲ့ English skill တိုးတက်ခြင်းနဲ့ campus ကိုလည်းမလာခြင်းနဲ့အိမ်မှာပဲ ECC English စာသင်ယူခြင်းနဲ့ဆိုရင်တော့ SAT ရဲ့ online class အတန်းလေးတွေကို recommend လုပ်ပါတယ်အခုလေ SAT မှာတန်ခွဲတစ်လေးဖွင့်နေပြီမို့လို့လူရင်မပြေခင်အမြန်ဆုံးအနံ့မမမီနဲ့နော်Bye bye.